အားလုံးပဲမင်္ဂလာပါအရင်တာရို channel နဲ့ကြိုဆိုပါရစေအမေအခုလုပ်ပြီးမှာက Scorpio လေးတွေအတွက် General reading မှာ April 13 ရက်နေ့ကနေ April 19 ရက်နေ့အတွက်ပါနော် Okay General reading ဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးနဲ့ energy ကကိုက်ချင်မှာကိုက်မှာပါကိုနဲ့ကိုက်တဲ့အပိုင်းလေးတွေပဲယူပါလို့မြင်မှာချင်ပါတယ် energy ပိုက်ဖြစ်ခဲ့တဲ့ဟာလေးတွေရှိရင်မင်းတို့ like and follow လေးပေးဖို့မြင်နေနော် Okay မင်း reading လေးစလိုက်မယ်Okay. Okay. Okay, mình cắt lên chỉ lại mìnhကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့စိတ်ကြည်နပ်မှုကိုယ့်ရဲ့စိတ်နဲ့ပတ်သက်တဲ့ ego ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ကြည်နပ်ရောက်ရဲမှုကိုယ့်ရဲ့ငွေရေးကြေးကိုယ်စိတ်ကြည်နပ်မှုတကယ်လို့ကိုယ်စိတ်နဲ့မတွေ့ရင်ကိုကပြန်ပြောမဲ့အနေထားမျိုးနော်ကိုပဲ view ဆိုင်နေတဲ့အနေထားမျိုးကိုယ်စိတ်ပိုင်းဆိုင်ရာကိုပဲကို view ဆိုင်နေမယ်ပြီးတော့မှငွေရေးကြေးပေါ့နော်ကိုပဲအာယုံဆိုင်နေမယ်အနေထားမျိုးဝေးကြီးပိုင်းဆိုင်ရာကတော့လောဆယ်မှာကြိုးစားရင်ကြိုးစားရရလက်ကရလာမှာဖြစ်ပါတယ်เนาะချွတ်ဆိုစပြီးတော့မှနည်းနည်းစပြီးတော့ခံစားလာရတဲ့အနေထားမျိုးလေးတွေတွေ့ရတယ်เนาะကိုကြိုးစားရင်ကြိုးစားရရလက်ကိုရအသိပွင့်ကိုခံစားရမယ့်အနေထားမျိုးเนาะအခုချိန်မှာဘာမှမသိတာတည်းတောင်မှတစ်ချိန်မှာကိုပြန်ကြိုးခံစားရမယ်เนาะကိုကြိုးစားရင်ကြိုးစားလို့ကိုကြိုးရလက်ပြန်ရမှာအနေထားမျိုး Scorpio လေးတွေဒီ frame မှာမျောလင့်ချက်ထားပြီးတော့မှ manifest လုပ်ထားတဲ့ဟာရှိတယ်เนาะကိုလိုချင်တဲ့အရာလေးတွေကိုစိတ်ကူးရင်မျောလင့်ထားတဲ့ဟာလေးတွေရှိတယ်ဒါပေမဲ့ထင်တယ်လို့မဖြစ်လာတဲ့အခါကျတော့လက်လျှော့ပြီးတော့မှဘာဖြစ်လဲဆိုဟာမဲမှုဖြစ်သွားတယ်ဟာမဲမှုဆိုတာမှကွာဖြစ်လာမှမဟုတ်တော့ပါဘူးဆိုပြီးမှတယောက်တည်းပြန်ပြီးတော့မျောလင့်ထားတဲ့ဟာတွေပါအကုန်လုံးကိုနေထဲမှာတင်ထားလိုက်တာပေါ့နော်ဖြစ်လာမှမဟုတ်တော့ပါဘူးဆိုတဲ့အနေထားမျိုးစိတ်သက်တွေကြပြီးတော့မှသူအဲ့လိုမျိုးကိုမျောလင့်ထားတဲ့အရာတွေဖြစ်မလာတဲ့အချိန်မှာလူကပို့ပြီးတော့ပုံမျောလင့်ထားတဲ့လူကပို့ပြီးတော့စိတ်ပင်ပန်းရတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်စိတ်ပင်ပန်းမှုတွေအများနေတယ်နော်စိတ်ပင်ပန်းမှုတွေတော်တော်ကြီးကြီးမားမားရောခံစားရတယ်လို့ခံစားနေရတယ်စိတ်ရောလူရောအနားယူခြင်းအဲဆိုင်လေးတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ခံစားမှုချို့ဆိုရှင်အဲဆိုင်လေးကို crush ဖြစ်တာဒါမှမဟုတ်ချို့ဆိုရင်အဲဆိုင်လေးတွေစီကနေပြီးတော့မှmessage ဝင်လာတာဖုန်း call ဝင်လာတာမျိုးဖြစ်တတ်တယ်နော်ကိုယ့်ဘက်ကနေပြီးတော့ဘလောက်ပဲစိတ်သက်ကြစူးစမ်းစရာရှိတာစူးစမ်းပြီးတော့အိမ်မက်စရာရှိတာအိမ်မက် manifest လုပ်စရာရှိတာ manifest ဆက်လုပ်မယ် in reality မှာလည်းပဲကိုလုပ်စရာရှိတာကိုဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကောင်းတဲ့အပြောင်းလဲလေးတွေအရောက်လာမယ်နော်တချို့နေရာလေးတွေမှာ Scorpio လေးတွေကပါလဲဆိုတော့ချစ်တဲ့မျက်စိနဲ့ကြည့်ပြီးလို့ရှိရင်ကိုမြင်တဲ့အမြင်လေးတွေပြောင်းလဲသွားနိုင်တယ်နော်အကောင်ဘက်ကိုပြောင်းလဲသွားနိုင်တယ်အဲ့တော့ချစ်တဲ့မျက်စိနဲ့ကြည့်ဖို့လည်းနည်းနည်းအရေးကြီးတယ်ကောင်းတဲ့အပြောင်းလဲလေးတွေရောက်လာဖို့ရှိတယ်နော်โอเคပါဒါမှ Scorpio လေးတွေကိုလုပ်ပေးတဲ့ April 13ကနေ April 19 အထိ reading ဖြစ်ပါတယ်တတား